ice cream flavor expert ရေခဲမောအရသာကိုကျွမ်းကျင်ကျွမ်းမိဆန်းတဲ့သူ believe it or not ယုံကြည်အောင်ယုံကြည်နေ I taste ice cream for my job ကျွန်တော်အလုပ်အတွက်ရေခဲမောရဲ့အရသာကိုမိဆန်းရပါတယ် Yes it's a dream job but it's also difficult ဟုတ်ကဲ့ဒီအလုပ်ကကျွန်တော်ရဲ့စိတ်ကူးရင်အလုပ်ပါဒါပေမဲ့အဲ့ဒါကလည်းခက်ခဲတယ် I work at a big ice cream company ကျွန်တော်ကရေခဲမောကုမ္ပဏီကြီးအလုပ်တစ်ခုမှာအလုပ်လုပ်ပါတယ် Every day I taste lots of different flavors 3 times each နေ့ရက်တိုင်းကျွန်တော်ကအရသာအမျိုးမျိုးကို3ချိန်စီညီးစမ်းရပါတယ် Why is that ဒါဘာကြောင့်လဲ Well I taste a little of the ice cream we make in the morning, afternoon and at night. ကောင်းပြီကျွန်တော်တို့မနက်ခင်းနေ့လယ်ခင်းညတွေမှာပြုလုပ်တဲ့ရေခဲမုန့်တွေရဲ့အရသာနည်းနည်းစီကိုမြည်ဆန်းရပါတယ် That way I know that all the ice cream is good. ဒီနည်းနဲ့ပဲကျွန်တော်ကရေခဲမုန့်တွေအားလုံးကောင်းတယ်ဆိုတာကိုသိတယ် I use my eyes first. ကျွန်တော်ပထမဆုံးကျွန်တော်မျက်လုံးကိုအသုံးပြုပါတယ် Does the ice cream look nice? ဒီရေခဲမုန့်ကကောင်းမွန်ပေါ်လား Then I taste the ice cream with a spoon. ထို့နောက်ကျွန်တော်ကရေခဲမုန့်ကိုဇွန်းလေးနဲ့မြည်ဆန်းလိုက်ပါတယ် Does it taste fresh and sweet? အဲ့ဒီအရသာလေးကလက်ဆက်ပြီးတော့ချိုရက်လား Then I spit it out. ထို့နောက်ကျွန်တော်ထွေးထုတ်လိုက်တယ် Yes, I really spit it out. ဟုတ်တယ်ကျွန်တော်တကယ်ပဲအပြင်ကိုထွေးထုတ်လိုက်ပါတယ်